လူကြီးတွေမှာဒူးနာတယ်ဆိုတာက OA လို့ခေါ်တဲ့ osteoarthritis ဆိုတဲ့အခြေအနေတစ်ခုကြောင့်အဖြစ်များပါတယ်။အဲ့ဒါကဘလို့အခြေအနေမျိုးလဲဆိုရင်ဒူးစစ်မှာရှိတဲ့အယိုးလေးတွေပေါ့နော်။ဒီအယိုးလေးတွေရဲ့အစွန်းမှာ cartilage လို့ခေါ်တဲ့အယိုးနုလေးတွေနဲ့ဖုံးအုပ်ထားပါတယ်။ဒီအယိုးနုလေးတွေကအသက်အရွယ်ကြီးလာတာနဲ့အမျှယိုယွင်းပျက်စီးတာတွေရှိပါတယ်။ဒီအတွက်အကြောင်းမို့လူကြီးတွေမှာဒူးနာတယ်ဆိုတဲ့ဝေဒနာကစက်တိုက်ဆိုသလိုခံစားရတာမျိုးဖြစ်ပါတယ်။ဆမကဒီနေ့ဗီဒီယိုလေးမှာ OA ရဲ့ယောဂလက္ခဏာတွေကဘလို့အခြေအနေမျိုးတွေရှိတာလဲ။ဒူးနာတက်တာအောင်ဘာတွေလုပ်လို့ရလဲဆိုတာရဲ့နောက်ဆုံးဒူးစစ်လဲတဲ့အဆင့်ထိရောက်သွားမယ်ဆိုရင်ပေါ့နော်ဒီဒူးစစ်လဲတဲ့ကုသမှုကဘယ်လိုမျိုးလဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်OA ရဲ့တိတာထင်ရှားတဲ့လက္ခဏာတစ်ခုကဆမတို့မနဲ့အိယာထားတဲ့အချိန်မျိုးမှာဆိုရင်ဒူးကအရန်ကိုတောင့်တင်းပြီးတော့နားနေတာမျိုးတွေခံစားရနိုင်ပါတယ်။နောက်တစ်ခုကအကြာကြီးနားပြီးတဲ့အချိန်ပေါ့နော်။အကြာကြီးထိုင်းနေတဲ့အချိန်ကနေပြန်ပြီးတော့လှုပ်ရှားမှုလှုပ်လိုက်တော့မယ်ဆိုတဲ့အချိန်မျိုးမှာဆိုရင်လေဒူးကတိတိတတ်တာကိုတောင့်တင်းပြီးတော့နာတာကိုခံစားမိနိုင်ပါတယ်။တစ်ခါတလေဆိုရင်ဘယ်လိုတွေးနိုင်လဲဆိုတော့ကိုယ့်ရဲ့ဒူးကလုံးဝကိုပြန်ပြီးတော့ဆန်လို့မရတော့ဘူးပြန်ပြီးတော့ကွေးလို့မရတော့လောက်တဲ့အချိန်တွေထိဒူးကတောင့်တင်းနေတာမျိုးတွေခံစားရနိုင်ပါတယ်ဒူးနာတက်တာအောင်ဘာလုပ်လို့ရလဲဆိုရင်ကျမတို့အပူအေးနှစ်ခုသုံးလို့ရတယ်ပေါ့နော်မတူပါဘူးကျမတို့အိယာထားတဲ့အခြေအနေမှာတော့ရေနွေးအိတ်ကိုဒူးကိုကတ်ပေးလို့ရပါတယ်ဒါဆိုရင်ဒီတောင့်တင်းတာကိုတက်တာမယ်သွေးလက်ပတ်မှုကိုပို့ပြီးတော့ကောင်းစေနိုင်တယ်နောက်တစ်ခုကအေးကိုကြတော့ဘယ်အချိန်မှာသုံးရမှာလဲဆိုတော့ကျမတို့တွေလမ်းအကြာကြီးရှောက်ပြီးတာမျိုးတွေလှုပ်ရှားမှုတွေအကြာကြီးလုပ်ပြီးတဲ့အချိန်မျိုးတွေမှာဆိုရင်တော့ကျမတို့ဒူးစစ်ကိုရေခဲအိတ်ကတ်ပေးရပါမယ်ကျမတို့မနေ့အိယာထားရင်ရေနွေးအိတ်သုံးရမယ်လှုပ်ရှားမှုအများကြီးလုပ်ပြီးပြီဆိုရင်တော့ရေခဲအိတ်ကပ်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကဆရာမတို့ဒုတ်ကောက်အသုံးပြုတင်ပါတယ်ဒူးနာတဲ့ဘက်မှာဒုတ်ကောက်ကိုအားပြုပြီးတော့လမ်းလျှောက်တာကဒီဒူးစစ်ကိုပေါ့နော်အနာပေးရရောက်ပါတယ်ဒီတော့ကြောင့်မို့ဒုတ်ကောက်သုံးတင်ပါတယ်ဖက်နှက်စီးတဲ့ခါမှာလည်းတအားပါတဲ့ဖက်နှက်တွေကိုမစီးဘဲနဲ့ဆရာမတို့ဒီခြေဖမိုးကိုပေါ့နော်အထောက်အပံ့ပြုမဲ့ဖက်နှက်တွေကိုရွေးချယ်ပြီးတော့စီးတင်ပါတယ်နောက်ပြီးတော့တောက်ချွန်ဖက်နှက်တွေလည်းစီးလို့မရပါဘူးနောက်ထပ်ထူးဆန်းတာတစ်ခုကလေဒီ OA ဆိုတဲ့ဒူးနာယောဂါကမလှုပ်ရှားပဲထားမယ်ဆိုရင်ပို့ပြီးတော့စိုးသွားတတ်ပါတယ်။ဆမတို့တွေကပေါင်ချွတ်သားတွေတန်မာအောင်လို့လေ့ကျင့်ခန်းတွေလုပ်ပေးရမှာမျိုးတွေရှိတယ်။ကာဒီယိုတွေလုပ်ပေးရမှာမျိုးတွေရှိတယ်ပေါ့နော်။ဒါကတော့အသေးစိတ်တိုင်ပင်ဆွေးနွေးဖို့အတွက်ဆရာဝန်ကိုပြသပြီးတော့ကုသမှုခံယူသင့်ပါတယ်။တကယ်လို့ OA ကပေါ့နော်အဆင့်3အဆင့်4အဆင့်ထိရောက်သွားပြီး stage 3 4ဖြစ်သွားပြီဆိုရင်တော့ဒူးစစ်လဲတဲ့ကုသမှုကိုလုပ်လို့ရပါတယ်။ဒူးစစ်လဲတာဆိုတာကတကယ်အားကြတော့အယိုးစွန်းလေးတွေကိုပြန်ပြီးတော့ပြုတ်ပြင်းနေဒီပျက်စီးသွားတဲ့ cartilage အယိုးနုလေးတွေနေရာမှာဆရာမတို့ပြန်လဲအစားထိုးတဲ့ကုသမှုမျိုးပဲဖြစ်ပါတယ်။ဘလို့အရာတွေနဲ့အစားထိုးလဲဆိုတော့ဆရာမတို့အယိုးစွန်းနေဆိုရင် chromium titanium စသည်တွေနဲ့ပြန်ပြီးတော့ဖုံးအုပ်လိုက်တဲ့ cartilage နေရာမှာဆိုရင် polyethylene လို့ခေါ်တဲ့ plastic အမျိုးအစားတစ်ခုနဲ့ပြန်ပြီးတော့အစားထိုးလိုက်တာမျိုးပဲဖြစ်ပါတယ်။ဒါဆိုရင်လူကြီးတွေမှာဒူးနာရတဲ့အကြောင်းအရင်းတွေယောဂလက္ခဏာတွေနဲ့ကုသမှုတွေအကြောင်းကိုသိရှိသွားပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ